ဒီဗီဒီယိုမှာကားရေဆေးပြီးတိုင်း West အမြဲတိုက်နေတဲ့ကိုကြီးတို့အတွက်เนาะအဲ့ West အမြဲတမ်းတိုက်တဲ့အခါမှာတကယ်တော့အဲ့ West ကကားပေါ်မှာ affect ဖြစ်ရလားဘယ်လိုအချိန်မှအဲ့ West ကကားပေါ်မှာတကယ်လိုအပ်တာလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာပြောပြတော့မှာဖြစ်တယ်အဲ့တော့ကျွန်တော်ဒီကားလေးနဲ့ပြပေးမယ်ဒီကားလေးကိုကျွန်တော်အရင်ဆုံးရေရင်ထိုးပြထားပါတယ်အဲ့တော့အဲ့မှာ water beating fat မဖြစ်ပါဘူးเนาะရေသီးလုံးလေးတီးတာမရှိပါဘူးဘာလို့လဲဆိုရင်ဒီကားမှာကျွန်တော် West ဘာမှမတိုက်ရသေးလို့ပါအဲ့တော့ကျွန်တော်ရေပြန်တုပ်လိုက်ပါမယ်เนาะရေကိုကျွန်တော်စင်အောင်လို့တုပ်လိုက်မယ်ဆက်ပြီးတော့ကျွန်တော်အိမ်သုံး end user တယောက်လိုပဲပေါ့เนาะဒီ West ကိုဒီကားပေါ်မှာကျွန်တော်တင်လိုက်ပါမယ်အဲ့ဒီမှာကျွန်တော် West တိုက်ပြီးသားကားတွေရဲ့ဖြစ်စဉ်အတိုင်းပေါ့เนาะကျွန်တော်ရေပြန်ထိုးကြည့်တဲ့အခါမှာ water beating ဆိုတဲ့ effect ကိုရရှိသွားပြီဖြစ်တယ်ဒါဟာ West မရှိတဲ့နေရာမှာကျွန်တော် West ကိုသုံးခြင်းကြောင့်ဖြစ်လာတဲ့ result ပဲဖြစ်ပါတယ်ကျွန်တော်မှာရေထိုးပြထားပါတယ်เนาะ water beating effect လေးရှိပါတယ်အဲ့တော့ဒီကလွယ်လွယ်လေးပါเนาะဒါအိမ်သုံး end user တယောက်အဆင့်ထိနားလည်ထားတဲ့ပုံစံပါပဲเนาะ West တိုက်ပြီးသားအဆင့်ကိုကျွန်တော်ကားကိုရေပြန်ဆေးတဲ့ပုံစံပေါ့เนาะကျွန်တော်ဆေးပြမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံး professional style တိုင်းကျွန်တော် Fon Canon အဆင့်ထိပါကျွန်တော်ဖြန်းလိုက်မယ်အိမ်သုံး end user တယောက်တော့မဟုတ်ဘူးเนาะဒါ lubricant fat ပိုများရတယ်ပေါ့အဲ့ပုံစံတိုင်းကျွန်တော်ဆေးပြမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော် wash pin နဲ့ကျွန်တော်ပုံမှန်ပဲတိုက်တယ်ဒါကျွန်တော် West တင်ပြီးသားကားကိုရေဆေးတဲ့ပုံစံเนาะဒါကျွန်တော်ဒါပုံမှန်ပဲရေးဆိုင်ဒီဇိုင်းသွားလဲအိမ်မှာရေဆေးပြီးဖြစ်စီဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ဒီပုံစံတော့ကျွန်တော်အနည်းဆုံးတိုက်ရမှာပဲเนาะအဲကျွန်တော်တိုက်လိုက်ပါပြီဒါဆက်ပြတိုက်လိုက်ပြီเนาะအဓိကပြောချင်တဲ့နေရာအခုမှရောက်တာပေါ့နော်အဲ့မှာဆက်ပြတိုက်ပြီးတာတော့မှကျွန်တော်ရေပြန်ထိုးတဲ့အခါမှာပေါ့နော်သူ့ရဲ့ဒီပေါ့နော်ကြည့်လိုက်တဲ့အခါမှာ water beating fat ကဒါရှိနေတော့မယ်ဆိုတာဒါ West ကရေတစ်ချိန်ဆေးပြီးတာတော့မှဒါမကုန်သေးတဲ့အနေထားပေါ့နော်ဒီလိုမျိုးအနေထားမှာဆိုရင်ကျွန်တော် West ကိုထပ်တင်ဖို့မလိုပါဘူးဘာဖြစ်လို့လဲဆေးသားပေါ်မှာ West ရှိနေတဲ့အခါမှာနောက်တစ်ချိန် West ကိုထပ်တင်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီနောက်တစ်ချိန်တင်လိုက်တဲ့ West ကဆေးသားကိုဓာတ်ရိုက် reaction ဖြစ်မှာမဟုတ်လို့ပဲဒါကိုကျွန်တော်အဓိကပြောချင်တာအဲ့ဒါကြောင့်ရေဆေးပြီးတိုင်း West တင်ဖို့လိုခြင်းမလိုခြင်းကဘယ်နေရာမှာကြည့်ရမှာလဲကျွန်တော်အခုစက်ပြတိုက်ပြီးတဲ့အချိန် final မှာကျွန်တော်ရေထိုးချတဲ့အချိန်ပေါ့နော်အဲ့မှာကျွန်တော်ကြည့်ရမှာပဲဖြစ်တယ်ပေါ့ကျွန်တော်ဒီဟာလေးကိုဒီဗီဒီယိုမှာအဓိကပြောချင်တာပါတကယ်လို့ကျွန်တော်တို့က West တွေကိုအဲ့လိုမျိုးဒါရေဆေးပြီးတိုင်းတိုက်နေမယ်ဆိုရင်ဒါ waste ဖြစ်ပါတယ်ပေါ့နော်ဒါကိုလည်းကျွန်တော်အဓိကပြောချင်ပါတယ်အဲ့တော့ West ကိုရေဆေးပြီးတိုင်းတိုက်ရင်ကောင်းလားဆိုတော့ကောင်းတာပေါ့ဒါပေမဲ့ effect ဖြစ်လားဆိုတော့ effect မဖြစ်ပါဘူးဒါလေးကိုကျွန်တော်ပြချင်တာပါအဲ့တော့ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပြီးသွားပြီထင်တယ်နော်ဘယ်အချိန်မှာ West ကိုလိုအပ်တယ် West ရှိနေလျက်နဲ့ရောနောက်ထပ် West ကိုထပ်ပြီးတော့တင်မယ်ဆိုရင်ဘယ်လို effect ဖြစ်နိုင်လဲဒါတွေကိုကျွန်တော်ပြပြပေးခဲ့ပြီเนาะအဲ့တော့နောက်ထပ်ဗီဒီယိုလေးလည်းဆက်ပြီးတော့စောင့်မျှော်ပေးပါအောင်အားလုံးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ